တော့ကွန်ပျူတာမှာဒီ Windows Editor ပေါ့နော်ဟိုကဒီ Microsoft Word တွေသုံးမရတော့ဘူးပြီးလို့ရှိရင်ဒီ Windows Editor ကြီးဓာတ်ကြီးပေါ်နေရဆိုရင်အမှဟို background တွေပါရှိနေပေါ့နော်အချိန်တွေပါတိုက်မယ်ဒါတိုက်လို့မရဘူးပေါ့နော်ဟိုမှာဆိုပါဆို background ရှိမယ်ဆိုရင်လည်း background တွေပါလည်းရှိလို့မရဘူးဒီမှာဆိုရင်သူကပြနေလိမ့်မယ် you need to activate window before you can personalize your PC အဲဆိုရင်ဟိုဘေးပါရှိမယ်ဆိုရင်တော့ background တွေပါရှိမယ်ဆိုရင်တော့ဒီမှာရှိလို့မရဘူးအမှိတ်နေရနောက်တစ်ခုကဒါ window activate တောင်းတာပေါ့နော်ပြီးရင် window activate တောင်းရင် office တွေကိုလည်း activate တောင်းတတ်တယ်အဲ့တော့ Microsoft Word လေးကိုဖွင့်ကြည့်လိုက် Microsoft Word ထဲမှာလည်းသူကဟိုဖြစ်နေမှာဟို site တွေလုံးလို့မရဘူးပေါ့နော်သုံးလို့မရဘူးပေါ့နော်အချိန်ဒီမှာဖွင့်ကြည့်လိုက်ဟုတ်လားဒီမှာစာတွေကြိုက်တယ်ဒါပေမဲ့ခုတော့ရသေးရဲ့ဒါတွေကိုနှိပ်ပြီးတော့အနေနဲ့ကြိုက်တယ်ဟုတ်လားစာတွေကကြိုက်လို့မရတော့ဖြတ်လို့မရတော့ဟုတ်လားဒါ Windows တွေပြီးကြောင်းအဲ့တော့ဒီမှာ you cannot make this change because the selection is not နော်အဲ့ဒါအလိုမျိုးပြပေးတယ်ဒါဆိုရင်အပေါ်မှာလည်းမိတ်နေဘာအောင်မှလည်းနှိပ်လို့မရဘူးပေါ့နော်အဲ့လိုမျိုးရှိတယ်ဒါ Windows Activate နဲ့ Office Activate တောင်းတာဒါအခါကျရင်ဘာလုပ်ပေးရလဲဆိုရင် Windows Activate လုပ်ဖို့လိုပါတယ် Windows Activate လုပ်ဖို့အတွက်ကိုဒီ Internet ကွန်ပျူတာမှာအရင်ဆုံး Wi-Fi Internet ရှိပါ Internet လေးရှိပါเนาะ Internet ရှိပြီးသွားရင်ဒီကိုသွားမယ်ဆိုရင်ဆရာတို့ဟုတ်ကဲ့ပါဗျာ Google Chrome ကိုသွားပါမယ် Google Chrome ပေါ့เนาะဆရာတို့ Google Chrome ကိုသွားလိုက်ပါ Google Chrome မှာရှာပေးရမယ်ဗာရှာပေးရမယ်လဲဆိုရင် Google ကိုခဏထားပြီးတော့ကျွန်တော်ဟိုသွားမယ်ဒီကွန်ပျူတာမှာရှိတဲ့ဘိုင်းရက်တွေကိုပိတ်ရမယ်เนาะအဲ့တော့ဒီအောက်က search bar လေးမှာ VIRUS ကဘိုင်းရက် tab protection ကိုတွားရှာလာမှတ်မိလားအဲ့တော့ Windows တွေလောက်တာလွယ်လွယ်လေးပဲအဲ့တော့အရင်ဆုံး internet ရှိပြီးရင်အောက်က search bar လေးမှာဘိုင်းရက် tab protection ဆိုပြီးရိုက်ရှာပြီးအပေါ်လေးကိုနည်းနည်းဆွဲလာmanage setting တွေကိုထပ်ပြီးတော့သွားပါဒီ real time protection ဆိုတဲ့ဒီဟာတွေအားလုံးပိတ်မယ်အားကုန်လုံး on เนาะကုန်လုံးပိတ်ပါပိတ်ပြီးတော့ရင်နောက်တစ်ခုဒီအောက်မှာရိုက်ချ control panel เนาะ control panel ကိုထပ်ပြီးတော့ဖွင့် control panel ထဲမှာဘာကိုပိတ်ရမလဲဆိုရင်ဒီ security ရဲ့ system ကိုသွားလိုက် system security ကိုသွားပြီးအပေါ်ဆုံးမှာရှိတဲ့ security maintenance တွေကိုထပ်သွားပြီးတော့ဒီမှာ change security maintenance setting တွေကိုထပ်ပြီးတော့သွားနောက်ဆုံးမှာရှိတဲ့ဒီ user account control ရဲ့ Bias protection တွေကိုအမှန်ကြီးလေးရှင်းနေရဆိုရင်အမှန်ကြီးတွေကိုဘာလုပ်ပေးရမလဲဆိုရင်ဖြုတ်ပေးရမယ်ပြီး OK ကိုနှိပ်ပါအမှန်ကြီးတွေဖြုတ်ပါ OK ကိုနှိပ်ပါအဲဆိုရင်ရပါပြီ Google Chrome ကိုသွားမယ်ရှာပေးရမယ်ဘာရှာပေးရမလဲဆိုရင် MASS GRAVE လား MASS GRAVE ဆိုပြီးတော့ရှာအနာခောက်ပါဒါကခါလိုက်တယ်ဆိုရင်တော့အကျဉ်းဆုံးတွေ့ရတယ်မှာပေါ်ဆုံးမှာ Microsoft Activation Script ဒီကောင်လေးကိုတောင်းမယ်ပေါ်ဆုံးဟာလေးကိုနှိပ်လာMAS ဆိုတဲ့ဟုတ်လားသူ့ကိုနှိပ်လာဒီနေရာမှာရှာမယ်နော်ဒီနေရာလေးမှာရွေးချယ်တရားလေးရှိလာလိမ့်မယ်ပေါ့နော်ဒီမှာဟို link တစ်ခုတော့တွေ့ပြီဒါပေမဲ့အဲ့ဒီ link ကWindows တွေအတွက်သုံးရလဲကိုယ့်ရဲ့ကွန်ပျူတာ Windows ကိုရွှေ့ပါကိုယ့်ရဲ့ကွန်ပျူတာဒီမှာဟို theme method ပေါ့နော်Windows ကဟိုဘယ်လောက်လဲ Windows 8.1 လား Windows 10 လား 11 လားပေါ့နော်ဒါပေမဲ့သူကတော့ဒီမှာ၃ခုလုံးကိုပြပေးထားတယ် Windows 8.1 လည်းရတယ် Windows 11 လည်းရတယ် Windows 10 လည်းရတယ်ပေါ့နော်Windows 7 နေဆိုရင်တော့ဒီကောင်နဲ့သုံးလို့မရဘူးပေါ့နော်ဒါ Windows ကိုယ့်ရဲ့ကွန်ပျူတာရဲ့ Windows ကိုလည်းဟိုတစ်ချက်ပြန်ပြီးတော့ကြည့်ပေါ့နော်ကိုယ့်ရဲ့ကွန်ပျူတာ Windows ကိုလည်းကြည့်ပေါ့နော်ပြီးရင်ဒီဟာရပြီဆိုရင်အောက်မှာဒီ link လေးကို copy ကူးပြရမယ်ဒီနောက်က copy ကိုနှိပ်လိုက်ရတယ်ဒီဘက်မှာဖိပြီးတော့ select မှတ်ပြီးတော့ပေးလိုက်ရတယ်ပေါ့နော် copy လေးကိုနှိပ်ပါအမှန်ကြီးလေးပြလိုက်ရင်ဒါ copy ယူပြီးသွားပြီ copy ယူပြီးသွားပြီဆိုလို့ချင်းဘာ share ဘာရှာမလဲဆိုအောက်က search bar လေးမှာ Windows Power Share WINDOW Windows Power Share ဆိုတာလေးကိုရှာပြီးပါ DOW ရ Power Windows Power Share ဒီကောင်လေးကို share ထည့်ပြီးတော့နှိပ်ခဏလေးစောင့်ပါနော်ခဏလေးစောင့်ပြီးတော့ဒီနေရာမှာအစောတော့ကိုတို့ copy ယူခဲ့တဲ့ဟာကိုဒီနေရာမှာ control ပွေကြာနော် control ပွေကိုနှိပ်ပါပြီးရင် keyboard ကနေ enter key လေးကိုတစ်ချက်နှိပ်ပါ enter ပေါ့နော် enter key ကိုတစ်ချက်နှိပ်လာဒါဆိုရင်ဒီနေရာလေးမှာလောက်ဆောင်နေလိမ့်မယ်ခဏလေးစောင့်ပေးလိုက်ပါနော်နေပါโอเคဒါဆိုလို့ရှိရင်ခဏလေးစောင့်ရင်ဒီပုံစံလေးစောင့်ပြီးတော့ဒီပုံစံလေးပေါ်လာလိမ့်မယ်ပေါ်လာပြီဆိုရင်ပေါ်လာရင်ပေါ့နော်ပေါ်လာပြီဆိုရင်ဘာဆက်လုပ်ရမလဲဆိုရင်
activation ပေါ့နော် activation method ဒီလည်းဒီခုရှိရယ်ဆက်တော့အပေါ်ဆုံးက window ကကြတော့ window ကိုပဲတည်တံ့ activate လုပ်တာဒီ window ကိုပဲလားဒီ window ကိုပဲ activate တည်တံ့လုပ်မယ်ဆိုရင်အပေါ်ဆုံးက number 1ကိုရွေးမယ် window တကယ်လို့ window ကို activate မလုပ်ဘူး office ကိုပဲ activate လုပ်မယ်ဆိုရင်ဒီ number 2ပေါ့နော် post ဆိုတဲ့နေရာမှာ office ဆိုတာလေးကိုပဲဟိုရွေးပေးရမှာ number 2ပဲရွေးပေးရမှာပေါ့နော်တကယ်လို့ office နဲ့ဒီ window office ကိုတပြိုင်တည်းလုပ်မယ်ဆိုရင်ရတယ် number 3နဲ့4ကြိုက်တာရွေးပေါ့နော်အောက်ဆုံးက number 4ကိုရွေးမယ်ဆိုရင် window နဲ့ office ကိုတပြိုင်တည်း activate လုပ်မယ်ဆိုရင်6လရက်ပေါင်း180အတွင်းပဲသုံးလို့ရမယ်180ပြည့်သွားတာနဲ့ဘာလုပ်ရမလဲဆိုရင်ဒီ window office ကို office တွေရော activate ကိုပြန်ပြီးတော့လုပ်ပေးရမှာအခုကကြတော့ဒီ office ကို activate တက်လုပ်မယ် window ကိုတက် activate လုပ်မယ်ဆိုရင်နောက်တစ်ချိန်ပေါ့နော်နောက်တစ်ချိန်ဟလာ6လမကတော့လား12လဖြစ်ဖြစ် window တွေ office တွေကို activate လုပ်เสียမလို့တော့ဒါနော်အဲ့တော့ခုကဒီ office နဲ့ window တစ်ခုစီတည်တံ့ထွဲပြီးတော့လုပ်ပါမယ်အဲ့တော့အရင်ဆုံး window activate လုပ်မယ် window activate လုပ်မယ်ဆိုရင် window ဆိုတဲ့ number 1ကိုရွေးပေးရမယ်အဲ့တော့ဘယ်လိုရွေးရမလဲဆိုရင်ဒီအောက်မှာရွှေ့ menu option using your keyboard ပေါ့နော် keyboard ကနေကိုယ်အဆင်ပြေတဲ့ key ကိုရွေးပါstep 1ဆိုရင်1ပေါ့နော်1ဆိုတာလေးကိုနှိပ်လိုက်အဲ့ဆိုရင်ဒီညလေးမှာခဏလေးစောင့်မယ်တော့ activate ဟို install လုပ်ပေးနေတယ်မယ်ခဏလေး successfully ဆိုရင်ရပြီဒါ window activate လုပ်တာ okay အဲ့တော့ဒီနေရာမှာpermanently ဆိုတာဘာပြောရေရှည်လေးဟုတ်တယ်ရေရှည်ရေရှည်ကိုပြောတာဒါဆိုရင်ရသွားပြီ okay ဒါဆိုရင်ကျွန်တော်တို့ဒီတရားဆိုရင်ပြီးသွားပြီပေါ့နော်သူကတို့ဒီ Windows 10ပေါ့နော်အခုလက်ရှိကျွန်တော်သုံးနေတာတွေက Windows 10 Pro မှာရေရှည် activate လုပ်ပြီးသွားပြီပေါ့နော် digital license ဖြစ်ပါတယ်အဲ့တော့ Windows activate လုပ်သွားပြီနောက်တစ်ချိန် Windows activate လုပ်เสียမလို့ပါဘူးပေါ့နော်ဒါမှတစ်ခုတော့ရှိရကျွန်တော် system နဲ့က data တွေမှားဖြတ်မိမယ်ဆိုရင်တော့ Windows activate တွေပါပြန်ပြီးတော့လောက်ရနိုင်တဲ့ရှင်းနေရှိရပါပေါ့နော်ပြီးသွားရင်ဒါကြိုက်တဲ့ကြီးနဲ့ထွက်လာအနာဖောက်လိုက်ကွာပြီးတော့ဆောတော့ဟိုဆရာတို့ activate ဆိုတဲ့စာတိုင်းရှိသေးလားအောက်မှာလောက်ကိုဒီနေလိုက်ရှိသေးလားမရှိတော့ဗျာနော်ဒါဆိုရင်အောက်မှာဒီ Windows activate ဆိုတဲ့စာတိုင်းမရှိတော့ဘူးပေါ့နော်တကယ်လို့ setting ထဲမှာသွားကြည့်နေတယ်ဆိုလည်းကြည့်လို့ရပါတယ်အဲ့တော့ setting ထဲမှာဆိုရင်လည်းဒီ Windows activate တောင်းတဲ့ဟာမရှိတော့ဘူးပေါ့နော်ဒီမှာဆိုရင် background တွေရှင်းရင်ရှင်းလို့ရပါပြီဟုတ်လားနောက်တစ်ခုကကျွန်တော် office ကြံပါသေးရဲ့ office ကိုလည်း activate လုပ်ပါမယ် office ကိုကြတော့ number 2ကိုရွေးပေးပါ number 2ပေါ့နော်ဒီရဆို keyboard ကနေ2ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်တာနဲ့ခဏလေးစောင့်ပေးပါကျွန်တော်တို့က office ကို activate လုပ်မှာဖြစ်တဲ့အတွက် number 1ဆိုတာလေးကိုထပ်ပြီးတော့ရွေးပေးရပါမယ် number 1ကိုရွေးပါ1ဆိုတာလေးကိုနှိပ်လိုက်ပါခဏလေးစောင့်ပေးပါဒီနေရာမှာလည်းခဏလေးစောင့်ပေးလိုက်တာခဏနေ active office ကို window activate တွေတခါလဲဆင်ပြေသွားပါလိမ့်မယ်ဒါဆိုရင်ရပါပြီနော် command delete ဟုတ်လား command deleteဒါ activate ပြီးတော့ဒါဆိုရင် office ကို window ကို activate ပြီးတော့ပါပြီအဆင်ပြေတဲ့ key press any key to go back ကြိုက်တဲ့ key တွေထွက်အားလုံး close ပေးတာ office ကိုပြပြMicrosoft Office ဆိုတာလို့နှိပ်ပါsorry white ရအောင်အဆက်တွေ့လားတောင်းမယ်အဆက်ပေးလိုက်ကဲရမယ်ဟာလားကျက်မှာပေါ်သေးတော့ကဟောတော့ဒါပဲ